ကြက်သားတုပ်လေးရဲ့ကြက်သားဒီတုပ်ကလေကရင်တုပ်ကလေးပုတ်တုပ်ထားတယ်ပေါ့နော်ငရုတ်သီးလေးကိုထောင်းပြီးတော့ကရင်တုပ်ထားတာရဲ့ပြီးတော့ဒီဘက်ကကျတော့မုံညင်းကိုကြော်ထားတာကြက်သားကိုပြုတ်ထားတဲ့အရင်နဲ့ပဲကြော်ထားတာနော်စီလုံးဝမတုံးထားဘူးဒါကတော့အဲ့ဒီကြက်သားရဲ့ပိုတဲ့အယိုးလေးတွေခြေထောက်ကလေးတွေကောင်းလေးတွေကိုတရက်သီးနဲ့ဟင်းချိုချက်ထားတယ်ပေါ့နော်ရှင်လေးမတို့အရန်စားကောင်းတယ်အဲ့ဒါဟိုတနေ့ကလေမရအိမ်မှာချက်စားတော့အမတယောက်ကမေးတယ်ညီမလေးတဲ့အဲ့ဒီအတုပ်ကလေးကိုပြပေးပါဆိုတော့အဲ့ဒါမင်းသားကိုပြပေးတာစားလို့ကောင်းတယ်နော်မာကြီးတို့အဲ့ဒီကြက်သားတုပ်ကအဲ့ဒီခုကြက်သားတုပ်တဲ့ငရုတ်သီးဟလားအပူတောင်ထောင်းထားတာနော်ဟင်းချိုလေးရလဲလေရှင်လေးနဲ့အခုရာသေးရလေလုံးဝ green တွေ့တာချက်စားကြည့်ကြနော်မတို့အဲ့ဒါလေးစီမပါတဲ့ဟင်းနေမလို့လေဒါလေးဟိုဝိရှာခြင်းတဲ့သူတွေဆိုတော်တော်လေးအဆင်ပြေတယ်နော်ရိုးချင်းလေးပဲအဲ့ဒါလုပ်ပေးထားတာစားကြည့်ကြည့်နော်မာကြီးတို့ဒီမုံဟင်းကြော်လေးရလဲလေကြက်သားပြုတ်ရည်နဲ့ပဲကြော်ထားတာမလို့ဝိရှာမဲ့သူဆိုတကယ်စားတဲ့အရာနော်မင်းကတော့အရန်စားကောင်းနေတယ်အဲ့ဒီနေရာတော့ထပ်မရတော့အဲ့ဒါလေးပြပေးတာနော်မာကြီး